င်္ဂလာပါဒီနေ့ကတော့အမအမြင်လုံးချန်နေပါတော့အိုက်ရှေဒိုချန်နေသေးစိတ်လာပြတော့နေတိုင်းဆိုရအမနော်အိုက်ရှေဒိုချန်နေတော့အမရောင်လေးကိုချက်ပါပါတော့အမရိုးစိုးဆိုရင်တော့ဒီရာလေးပေါ့နော်ဒီရောင်လေးပေါ့နော်အရောင်ဒီလိုလောက်တာများလက်6တော့ဒီမှာပါဒီရောင်လေးကိုအရောင်အဖြော့ဆုံးရောင်လေးကိုမတော်အိုက်ရှေဒိုမြင်လုံးချင်တော့မှဆိုပြီးအရောင်အောက်ခံအရောင်ကအဖြော့ဆုံးအရောင်လေးကိုထည့်မယ်နော်ပါအမတက်အလုပ်ကြီးနေပဲခံနေမှာနော်မြင်လုံးတစ်ခွေလုံးနော်ဘယ်လိုမှတစ်ခွေလုံးကြည့်အောင်ဟုတ်လားဒီလိုမျိုးလေးဖြောတဲ့အရာလေးအရင်ယူဒီမြေလို့ဒီကမြေလို့လည်းဒီဟာလေးယူမယ်ပေါ့အမခြေတာဒီဟာလေးခြေတာတယ်နော်ပြီးတော့ဒီမှာဒီတင်နေနေလေးပုံရေးတဲ့အရာလေးယူပြီးတော့ဒီတစ်ခါလေးပြန်ရင်ဒီမြက်တန်တစ်လေးယူမယ်ယူပြီးတော့ဒီလိုမျိုးအောက်တစ်ပိုင်းကိုဒီလိုမျိုးအရာရင်းမယ်နော်ဒီတခါတော့အရာဟိုဘယ်လိုလဲဒီပိုင်းလို့အကလုံးမချေဘဲနဲ့ဒီလိုမျိုးမြေလို့အရင်ရိုက်စီးတဲ့နေရာလေးပဲသူအရာတက်တောက်လေးချေပေးမယ်မဖြစ်လို့ထားအပြေသွားကြည့်တယ်ဆိုလည်းစိတ်အမလိုမျိုးတိတ်ချက်စကားပြောပြီးတော့ဗီဒီယိုဖိုင်တိတ်မလုပ်တာလေဗီဒီယိုဖိုင်အရင်ကြာတယ်စေစကားပြောပြလုပ်တဲ့ဗီဒီယိုဖိုင်ကိုကြားကြည့်လို့အမတိတ်ပြီးတော့အချဲလေးတယ်လို့ဒီစိတ်မတော်တော့အနာတစ်ပိုင်းလေးပဲအမချဲပေးလိုက်တော့မယ်ဟုတ်လားရောတဲ့အရာလေးကိုနော်ရောအောင်ဒီချက်ချက်မလေးပလန်လေးလုပ်လိုက်ဒီကနေ့လုပ်လေတို့တစ်ပိုင်းချဲတယ်ဆိုလဲဒီအားဟောက်လဲတစ်ပိုင်းကိုချဲပေးပါအောင်ဒီမရော highlight စီးတဲ့ဟာမျိုးယူပြီးတော့ဒီမှာဒီလိုအရင်ဒီမှာဟိုနာမနော်အမအရာလေးနဲ့ပို့ပေးမယ်ဟုတ်လားပြီးတော့မြေကမှုဆက်တယ်လေးယူပြီးတော့အမရေးဖော်တာပေါ့နော်ညပါမလည်းပို့ကြည့်ရစမအားနိုင်ကြည့်မှာအားလည်းပို့ကြည့်ပြီးလုပ်ရမှာအောင်ချင်းနေပြီနော်ဒီလိုမျိုးလေးနော်ဒီဖက်တယ်လို့ဟလာအဲ့ဆိုရင်လို့ကိုအားမျိုးအရာလေးကိုမချေဘူးနော်ဘလက်ဘလက်ရှိတဲ့အရာမကြိုက်ဘူးဆိုရင်အသားအရာလေးထည့်လို့ရတယ်မြေလုတ်ထဲခါလဲဒီမြေလုတ်ထဲမထည့်ပဲနဲ့အစိနည်းနည်းလေးဝေးနေအားနော်ဒီနေရာလေးကိုအမအထည့်မယ်ပြီးတော့ဒီလိုမျိုးလေးနော်ဒီလိုမျိုးကိုရီးယားလေးဖြစ်စားနေတာပေါ့နော်ကိုရီးယားမလေးဒါဆိုရင်မြေလုတ်အရင်နည်းနည်းလေးနော် share လို့ခံစားရတာပေါ့နော်အဲ့ဒါဆိုရင်အမဒီလိုမျိုးထိတ်မှထည့်တာပေါ့နော်မြေလုတ်ထိတ်မှမထည့်တယ်အခုအဲ့လိုမျိုးထည့်ပဲနဲ့ဒီလိုမျိုးသူနော်ဘယ်လိုလဲစောစောလေးလုပ်ပြလိုက်တယ်ဒီပြင်လောက်ချက်တဲ့စားမဖြစ်ဘူးပေါ့နော်ပြီးတော့ eyeliner ဆွဲတဲ့ခါကျရင်အငိုရောင်လေးပေါ့နော်နော်ညဆွဲတဲ့ခါကျရင်လည်းအိုးဆွဲကိုဆွဲစီရမလို့ပေါ့နော်ကိုကြိုက်ရတော့ဆွဲပေါ့နော်အမကဒီမျိုးတစ်ခါကြီးပဲဆွဲတာကိုကြိုက်တယ်သူ့မှာဆွဲတယ်နော်အမမြေလောက်တာဒီလိုရှက်များကြည့်ဆိုတိတ်ရမလိုက်ပေါ့နော်ဒါကြလို့အမတိတ်ပြီးတော့ရှက်အောင်တိတ်မျိုးရှက်ကိုဆွဲကြည့်မလို့ကိုမြေလောက်နေဘယ်လိုပုံစံမျိုးနဲ့လိုက်လဲဆိုတာလေးကိုစမ်းကြည့်လို့ရတယ်ကိုယ့်ရဲ့မြေလောက်ကိုစီလေးလေးနဲ့ပေါ့တေချာလေးပြန်ပြီးတော့ဗလန်းလုပ်လို့ရတယ်ပေါ့နော်မလို့အဲ့တဲ့နေရာလေးကိုဒီမှာဗလန်းလုပ်ကြည့်ပါဒီမှာရှိပြီးတော့ဒါအရင်မြင်ပြီးတော့